episode 4ရဲ့စမှာတော့စိုက်တို့ကအိမ်နေရင်လူစီရဲ့ရင်နာပုတ်ကိုလက်တင်လိုက်မိပေမဲ့ဘာမှမရှိကြောင်ပြောလိုက်ပြီးလူစီကလည်းခြေထောက်နဲ့နေလိုက်ချိန်လူစီရဲ့အမကြီးဖြစ်သူကရောက်လာခဲ့ကအိမ်ပြန်မှုဆွဲခေါ်သွားပြီးမိတ်ကိုလည်းအတူတူလိုက်ခဲ့ဖို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့လမ်းမှာပုံမှန်ဆိုစော်တိတ်လက်နေတဲ့လူစီလည်းအမကြီးဖြစ်သူကြောင့်အငြိမ်နေခဲ့ရကအိမ်ပြန်ရောက်ရင်လင်းယူဖို့စဉ်းစားခိုင်းနေပါတော့တယ်တစ်ဖက်မှာတော့မိတ်ကစိုက်တုံနဲ့လူစီအရန်ကတ်နေတာကြောင့်သူ့အတွက်အခွင့်အရေးမရှိကြောင်တွေးနေတော့လဲကခုံသွားတာကြောင့်နှစ်ယောက်တာဖက်မိသွားပြီးအဲ့ဒါကိုမြင်တဲ့လူစီလည်းလဲကိုခေါင်းမပွင့်တဲ့အထိဆိုလိုက်ပါတယ်အဲဒီနောက်မှာတော့လူစီရဲ့စိတ်ရင်ကြီးကိုရောက်တော့ခဲ့ကအမလက်ဖြစ်သူကလည်းကျူးစုံနေပြီးစိုက်တိုကတော့ကွာချမှုကြီးကိုတဝါကြီးကြည့်နေခဲ့ပါတယ်အဲဒီနောက်မှာတော့ညက်စားကြပြီးစိုက်တိုကဘိုင်ဟောင်းလောင်းနဲ့စောင့်နေရကအမကြီးဖြစ်သူကကြောင်းမနေလေဘာမှမဖြစ်မြောက်တဲ့လူစီကိုလင်းပေးစားလိုက်ဖို့အမေကိုပြောနေပြီးလူစီကလည်းသူဘာမှတုံးမကြတာမဟုတ်ပဲဒီနမီကိုကူညီပေးနေတာဖြစ်ကြောင်းပြောပေမဲ့အရေးချင်းဇီရိုပဲဖြစ်နေတာကြောင့်အမကြီးဖြစ်သူကအယုံကြည်မရှိပဲဖြစ်နေပြီးလင်းယူဖို့ပဲပြောနေတာကြောင့်လူစီကအမကြီးကိုအရင်လက်ထက်တင်ကြောင်ပြောကမျိုးသားတယောက်နဲ့လည်းစစ်ဆက်ထားတယ်မလားလို့ပြောလိုက်ချိန်အမကြီးဖြစ်သူကဒေါ်ရထွက်သွားပြီးစစ်ဆက်ထားတာကပြတ်တော်ကြီးဖြစ်ကြောင်းပြောကသူညနေတာကြောင့်အမေဖြစ်သူကထမင်းစားချိန်တိတ်တိတ်နေဖို့ပြောကလူစီအကြောင်းကိုအဖေပြန်လာမှစပြောမယ်လို့ပြောလိုက်ပါတယ်။ညရောက်တဲ့အချိန်မှာတော့စိုက်တိုလည်းလူစီအတွက်ဘာမှမလုပ်ပေးနိုင်တာကြောင့်စိတ်လက်ကျနေပြီးအိမ်အောင်ဘက်ကိုရှာပေးတော့မှဖြစ်တာကြောင့်သိုးရီနေခဲ့ကတစ်ဖက်ကမိတ်လေစိုက်တိုနဲ့နီးစပ်ချင်းကြောင်တွေးကမင်္ဂလီတယောက်အနေနဲ့ဒန်ဥခွင့်ရရှိတဲ့ကြောင်စဉ်းစားပြီးတူးမကပူကြီးရရင်တာရှိတာကြောင့်ပြုံနေခဲ့ကတစ်ဖက်ကလူစီလည်းအမကြီးကတူးဘော်ဆိုအနိုင်ကျင့်တာကြောင့်စိတ်ညစ်နေပြီးအမလက်ကလည်းဘေးကနေနှစ်သိပ်ပြီးနေခဲ့ကလူစီကိုချစ်တဲ့နေပြီပဲလို့ပြောလိုက်တာကြောင့်မျက်နှာတစ်ခုလုံးလည်းหนีရေးလာခဲ့ပြီးမိတ်ကတော့စိုက်တိုခန်းထဲကိုတိတ်တိတ်စိတ်ဝင်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့လူစီကအိမ်မြဖြစ်နေတာကြောင့်အမလက်ကလူစီကိုတယောက်ယောက်အကြောင်းတွေးနေတာလားမေးပြီးစိုက်တိုအကြောင်းများလားလို့မေးလိုက်ချိန်ရှက်နဲ့မချစ်ပါဘူးလို့ပုံပန်40တွေဖြစ်မိလိုက်ပါတယ်။အဲ့လိုနဲ့အမလက်လည်းလူစီကိုတွားချင်းတဲ့နေရာတွားလို့ရကြောင်းပြောတော့လူစီလည်းစောင်းပတ်ပြီးစိုက်တိုကိုတွေးချင်လို့တွားတာမဟုတ်ပဲစိုက်တိုကသူ့ရဲ့စင်ကိုကောင်ဖြစ်တာကြောင့်အတူရှိနေရမှာမို့လို့တွေးကအခန်းထဲဝင်သွားချိန်ခေါင်းမူးချုံလာတာတွေ့တာကြောင့်စောင်းမုံနဲ့ဝင်လိုက်ပြီးမိတ်ကလည်းစိုက်တိုထင်ပြီးနမ်းလိုက်ကလူစီကမိတ်ရဲ့ရင်သားကိုကိုင်းမိချိန်တခုထူဆန်းနေတာကြောင့်ကြီးလိုက်ပြီးနှစ်ယောက်လုံးကလည်းလန်သွားခဲ့ကလူစီကမိတ်ကိုဘာလို့ဒီခန်းထဲရောက်နေတာလဲလို့မေးတော့မိတ်လေစိုက်တိုကခေါ်လာတာဖြစ်ကြောင်းပြောလိုက်တာကြောင့်လူစီလည်းဘာမှပြောစရာမရှိတော့အောင်ကိုကြောင်လာခဲ့ပါတယ်တစ်ဖက်မှာတော့စိုက်တိုကလူစီကိုရှာဖို့အခန်းထဲတွားခဲ့ပြီးလူစီရဲ့အမကြီးပဲရှိနေခဲ့ကစိုက်တိုကိုမျိုးစားနဲ့မာပြီးဖက်လိုက်တာကြောင့်စိုက်တိုကရင်ဘက်ကိုစမ်းကြည့်ချိန်အရွယ်စားကကြီးနေပြီးလူစီမဟုတ်မှတီးသွားချိန်နောက်ကျသွားခဲ့ပြီးတောင်းပန်ပေမဲ့လည်းအစောခံလိုက်ရပါတယ်အဲဒီနောက်မှာတော့လူစီကဝမ်းနေနေနဲ့အမလက်စီပြန်လာခဲ့ကငိုနေခဲ့ပါတယ်နောက်နေ့မနက်မှာတော့လူစီတို့မနက်စားနေတော့အဖေဖြစ်သူကပြန်လာခဲ့ကစစ်ပွဲကိစ္စတွေကြောင့်စိတ်ရှုပ်နေခဲ့ပြီးဘရင်မကိုအဖြစ်ပြောနေတာကြောင့်လူစီလည်းဘရင်မဘက်ကကာပြောလိုက်တာကြောင့်အဖေဖြစ်သူကလူစီကိုဘာမှအကျိုးမရှိတဲ့မော်ကြောင်မနေပဲလင်းယူဖို့ပြင်ထားဖို့ပြောပြီးထွက်သွားလိုက်ပါတယ်အဲဒီနောက်မှာတော့လူစီကိုကြိုက်နေတဲ့သူရှိပြီလားလို့မေးပြီးအစင်းနေတဲ့လူတယောက်မှတီသွားတာကြောင့်လူစီလည်းရှက်ရှက်နဲ့ထွက်ပြေးသွားပါတယ်တစ်ဖက်မှာတော့စိုက်တိုကတကိုယ်လုံးဒဏ်ရာရနေတာကြောင့်စီးထဲနေချိန်အမလက်ကရောက်လာခဲ့တာကြောင့်ပျော်နေခဲ့ပြီးလူစီကြီးလိုက်ရင်လည်းအမလက်လိုပဲဖြစ်လာမှလားလို့တွေးနေကအမလက်ကတူးထက်ပူဆွဲဆောင်မှုရှိပြီးကြီးလာမှလို့ပြောလိုက်တော့စိုက်တိုလည်းလန်သွားခဲ့ကအမလက်ကဒီတိုင်းဆက်သွားနေရင်လူစီကအင်္ဂါပေးစားတဲ့ယောက်ျားနဲ့ရပြီးမပြောမရွှင်နဲ့နေထိုင်ရမှဖြစ်ကြောင်းပြောပြလိုက်ကလူစီအခုရေကန်ထဲကဒီထဲမှာရှိကြောင်းပြောလိုက်ပြီးအပြင်မှာလည်းမြင်းတဲ့တစည်းကကြိုစောင်းနေတယ်လို့ပြောလိုက်ကစိုက်တိုကိုနှစ်ဖူးမှနမ်းပြီးသူညမကိုဆောင်းရှောက်ပေးဖို့ပြောလိုက်ပါတယ်အဲ့လိုနဲ့စိုက်တိုလည်းဝမ်းနေနေတဲ့လူစီစီတွားလိုက်ကအတူလိုက်ခဲ့ဖို့ခေါ်ပေမဲ့လူစီကတူးမှာ fight match ရှိပေမဲ့တူးမိသားစုကိုပြောပြလို့မရကြောင်းနဲ့ဘလောက်ကြိုးစားဘသူမှလည်းအတီးမပြူကြဘူးလို့ပြောတော့စိုက်တိုလည်းတူးကအတီးမပြူကြောင်းပြောချိန်လူစီကစိုက်တိုကိုမိတ်နဲ့ကြိုက်နေတာမလားလို့မေးပြီးစိုက်တိုကလည်းဒေါ်ရထွက်သွားကလူစီလိုတကူကောင်းဆန်တဲ့မင်းကလေးကိုဘသူကကြည့်ဖြူပြီးရင်နာတဲ့တူရဲ့စင်ငေါ့ကောင်လည်းဘသူကဖြစ်ချင်မှလဲဆိုကလူစီကိုချစ်တယ်လို့ဖွင့်ပြောလိုက်ပြီးအဲ့ဒါတွေကိုတူကစိတ်ဝင်စားကြောင်းပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့လူစီလည်းရှက်နေခဲ့ပြီးတူရဲ့ကြိုက်တဲ့နေရာကိုထိခွင့်ပေးမယ်လို့ပြောချိန်စိုက်တိုလည်းပြောသွားခဲ့ကနမ်းလိုက်ပြီးလေပေါ်မှာဝန်တိုင်းကျဲဖို့လုပ်ချိန်ကန်ဆက်ကိုရောက်သွားပြီးအဖေနဲ့အမေကရှိနေတာကြောင့်စိုက်တိုကိုလွှင့်ပစ်လိုက်ကစိုက်တိုကိုတက်ပစ်ဖို့အမိန့်ပေးချိန်ဓာတ်အုပ်ထုတ်လိုက်ပြီးလင်းမြန်စွာနဲ့ပဲလူစီကိုခေါ်တော်လိုက်ပါတယ်အဲ့လိုနဲ့လူစီလည်းအဖေကိုစိတ်မပူဖို့ပြောပြီးခေါ်တော်လိုက်ကတရားဖို့ရောက်တဲ့ချိန်မှာတော့ဘူလန်တကောင်ကတာစီဖို့လုံးနေချိန်အမလက်ကကူညီပေးလိုက်တာကြောင့်စိုက်တိုလည်းအေးစစ်စစ်ဖြစ်လိုက်နိုင်ခဲ့ကမိတ်ကလေတစည်းနဲ့ကျူဆောင်နေတာကြောင့်လွယ်လွယ်ကူကူနဲ့ထော်တော်နိုင်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့လူစီကစိုက်တိုကိုမနှင်းကဘယ်ရောက်နေတာလဲလို့မေးချိန်စိုက်တိုလည်းအမကြီးခန်းထဲကိုမှားဝဲမိနေကြောင်းပြောကလူစီလည်းကြောင်သွားပြီးမိတ်ကလည်းတူကားတာစိုက်တိုကိုပျော်ရွှင်အောင်လုပ်ပေးနိုင်ကြောင်းတွေးရင်episode 4လေးကတော့ပြီးဆုံးတော့ခဲ့ပါတယ်ဗျ